လာပါရှင်ပစ္စည်းဖန်နီချာမှာကြိုဆိုပါရရှင်။မတို့ပစ္စည်းဖန်နီချာဆိုလို့ရှိရင်အဓိက main product အနေနဲ့တကားတွေကို laminate တော့ carbon crystal တော့ plywood တော့တွေကိုမတို့စက်ရုံကနေပြီးတော့ဓာတ်ရိုက် customer ပြုလုပ်ပြီးတော့ရောင်းချနေရဖြစ်ပါတယ်ရှင်။အဓိက laminate တော့တွေဆိုလို့ရှိရင်မတို့ဒီတကားလေးတွေက premium laminate တော့ပုံမှာအဓိက main product အနေနဲ့ပေါ့နော် customer ပြုလုပ်ထားတာလေးပဲဖြစ်ပါတယ်ရှင်။ဒီတကားလေးမှာဆိုလို့ရှိရင် customer တွေစိတ်ကြိုက် customize လုပ်ပြီးတော့ဒီကြီးပေါင်နဲ့ architecture တွေတကယ်ရွက်တွေကအစား customize ဆိုင်နဲ့ကြီးပေါင်တွေဆိုလို့ရှိရင်လည်း customer တွေရဲ့စိတ်ကြိုက်ကြီးပေါင်ဆိုင်နဲ့ architecture ဆို 60mm နှစ်ဖက်အလှတွေကို customize ပြုလုပ်ထားရဖြစ်ပါတယ်ရှင်မင်္ဂလာပါရှင်ညီမတို့ Kitchen Furniture မို့မို့ပါဒီနေ့ကတော့ညီမပေါ့နော်အသစ်တင်သွင်းထားတဲ့ဒီ plywood ဒေါ်လေးနဲ့မိတ်ဆက်ပေးမလို့ပါဟုတ်ညီမတို့ဒီကောင်လေးကကြတော့တကားအထဲမှာဆိုရင် rubber finger ချိုင်ကိုအသုံးပြုထားတယ်ပြီးတော့ညီမတို့ရဲ့တကားအထူကကြတော့ဒီ42mm လေးရှိပါတယ်နော်ဟုတ်တကားရဲ့လော့လေးတွေမှာဆိုရင်လည်းဒီလော့လေးတွေမသုံးချင်ဘူးဆိုရင် smart လော့လေးတွေလည်းပြောင်းပြီးတော့သုံးပြီးလို့ရပါတယ်မင်္ဂလာပါရှင်ညီမတို့ Kitchen Furniture ကနေလေးပါရှင်အခုပြမယ့်တကားလေးကကြတော့ကားဖို့ခွဲတကားလေးဖြစ်ပါတယ်ရှင်အခုပြမယ့် site လေးကကြတော့ညီမတို့က standard site 3.9 ပေ site ဖြစ်ပါတယ်ရှင်ညီမတို့ရဲ့စက်ရုံကရန်ကုန်မှာရှိတဲ့အတွက်ကြောင့် customer တို့စိတ်ကြိုက် site ကော design ရောမှာယူလို့ရပါတယ်ရှင်